ခင်ဗျာတကယ်ပဲ branding နဲ့အလုံးမလုပ်ပဲနဲ့ချင်းထည့်နေလားကိုယ့်ကိုဝယ်ပြီးတော့သုံးပြီးချင်းထည့်နေလားဆိုအဲ့ကိစ္စနဲ့ပတ်သက်ပြီးခင်ဗျကိုလူတော်များများကမေးကြလို့ပေါ့နော်ခင်ဗျဒီနေ့မှာအကောင်လုံးကိုဖြည့်ပါမယ်ဆိုဒီ comment ကလေခင်ဗျတွေ့ရဲဆိုတာတခုတည်းတင်လည်းမဟုတ်ဘူးခင်ဗျရဲ့ Viber တွေတို့ Granite တွေတချို့ဆိုမုန်းတာကိုပြပြအောင်ပဲပေါ့နော်လာပြီးစိတ်ကြရချို့ရှိပါတယ်ဒါပေမဲ့အဲ့ခင်ဗျတခုပြောချင်တာခင်ဗျဘယ်တော့မှငယ်လေးတဲ့ view မဆိုင်တဲ့ထဲမှာပါတယ်အဲ့ဒါကြီးမဟုတ်ပဲနဲ့ခင်ဗျအကောင့်တစ်ခုပဲပြောရတယ်ကျေးဇူးပါဘာပဲညာပဲပြောလိုက်တယ်တကယ်တော့လေအဲ့လိုလူတွေကလည်းတသက်ကိုရှိရနော်သူများလုပ်တယ်လုပ်နေဆိုလာပြီးနဲ့ရှက်တယ်ဒီကုန်းမဆိုလည်းပြောလိုက်ရင် branding ကပို့ရဆိုပြီးကိုယ်တိုင်ဝယ်သုံးပြီးလူတွေကိုကျင်းထည့်နေရကဘယ် brand ကအမှန်တော့မသိဘူးဆိုတော့ခင်ဗျကို man ထားတယ်ဆိုအဲ့နဲ့ပတ်သက်ပြီးခင်ဗျကိုလူတော်များများဒီကိစ္စနဲ့ပတ်သက်ပြီးပြောပါရင်ဆိုအရင်ဆုံးပြောချင်တာအခုခင်ဗျ brand တစ်ခုရဲ့ brand ဘက်စားတော့ဖြစ်သွားပြီဆိုနောက်ပိုင်း vlog တွေတင်ဘယ်လိုများလာအောင်မလဲမသိဘူးပေါ့နော်ဒီထက်တော့ပိုပြီးပြောခံအောင်မလားမသိဘူးပေါ့နော် brand တွေကအလားမအလားဆိုတော့ခင်ဗျပိုသိရဲအဲ့တော့အဲ့ဟာနဲ့ပတ်သက်ပြီးခင်ဗျပေါ့နော်ခင်ဗျကို brand တွေလာအပ်ထားတဲ့ Gmail တွေအကုန်လုံးကိုခင်ဗျ post တင်ပေးဖို့လည်းရှိပါတယ်အဲ့ video ကြမှာလာအကုန်လုံးသိချောင်းကြည့်လိုက်တော့ဗောနော်ဒီဟာတော့အမှန်ဆိုရင်တော့မပြန်ပေးဘူးဘာလို့ဆိုတော့ခုအောင်ခင်ဗျအားနေနေလေဒီ comment ကိုလူတော်များများသိချင်နေရထင်တာကြောင့်ခင်ပြောချင်တယ်ပြီးတော့ဘယ် brand တွေကမှ post ပြန်မတင်ဆိုတဲ့ကိစ္စအဲ့ကိစ္စကိုခင်ပြောချင်လို့ဒီ comment ကိုလာပြန်လာလိုက်ဖြစ်တယ်ပထမဆုံးနေပြောချင်တာကဘယ် brand ကကိုယ့်ရဲ့video တွေကိုပြန်ပြီးတော့ post မလုပ်ဘူးလို့ပြောကြဟုတ်တယ်သူတို့အဲ့ man နဲ့လူတွေရော content creation marketing ကိုသိလားလို့ခင်ဗျာမေးချင်တယ် content creator marketing သိလားအဲ့လိုမျိုးသူတို့အလကားနေပြောဟာသူတို့ပစ္စည်း PR ပို့လိုက်ပြီးပတ်စံပေးလိုက်ပြီးတင်ဆိုပြီးတော့တင်ရုံနဲ့ခင်ဗျာ video တွေသူတို့ပြန်ပြီးတင်ခွင့်မရှိဘူးခင်ဗျာကောက်မှာပဲခင်ဗျာတင်ခွင့်ရှိရခင်ဗျာ video တွေကိုသူတို့အကောင့်မှာသွားတင်ခွင့်တင်မယ်ဆိုရင်ခင်ဗျာကိုသူတို့ကပတ်စံပေးရတယ်ဆိုအဲ့ဒါကြီးလေအခု man နဲ့လူတွေသိမဲ့ပုံမပေါ်ဘူးပေါ့နော်အဲ့တော့တော်များများအဲ့ဒါမျိုးပြောကြရဲအဲ့တော့ခင်ဗျအဲ့လိုလေးပဲပြောပြလိုက်တာပါတခုဒီဟာကတိုနာဖြန်းတာနော် blame နေမှာဆိုခင်ဗျတခါလေးပြောပြလိုက်တာပါဆိုလူတော်များများအဲ့ကိစ္စမသိဘဲနဲ့ဟာဘယ် brand ကမှလည်းမတင်ဘူးဘယ် brand တွေကပို့တယ်ဒီ subscribe ပိုင်းနည်းနည်းလေးနဲ့အဲ့ subscribe ပိုင်းနည်းနည်းလေးနဲ့ဆိုတဲ့ကိစ္စကိုလည်းခင်ဗျဒီ vlog ထဲမှာအကုန်လုံးကိုပြပြပေးပါမယ်ဘာလို့ဆိုခင်ဗျကဒီ channel က second channel လို့တော့ပြောလို့ရတယ်အရင်ဆုံး channel ကခင်ဗျက subscriber 9000ကျော်ရှိပါတယ်ဆိုအဲ့ channel မှာ brand တွေကပို့ထားတဲ့ product တွေပြီးတော့ brand တွေအလုပ်လုပ်ခဲ့တာလို့ရှိရဲဒါမဲ့အရင်နှစ်ဒီဇင်ဘာမှာပြတ်သွားကြဘူးခင်ဗျဒီကောက်ကို brand လာတော့မှနှစ်ပတ်ကျော်ပဲရှိတယ်တစ်လမပြည့်သေးဘူးเนาะအဲ့ဒါကိုအခုလိုပြောခန့်နေရပါပြီဆိုအဲ့တော့လေခင်ဗျလည်းပြောပြတယ်ပေါ့နော်အဲ့တော့သူတို့လည်းရေးခွင့်ရှိရဲဘာလို့ဆိုသူတို့အကောင့်နဲ့သူတို့ရေးရဆိုရေးခွင့်ရှိရဲခင်ဗျဘက်ကအရေးကြီးတာဂရုမစိုက်ဘူးပဲအခု content creator influencer လို့ရှိရင်လူတွေအကုန်လုံးလည်းတစ်ခါလေးပြောလိုက်မယ်ဘတူတွေကိုဘလောက်ပဲ blame ဘလောက်ပဲပြောကိုကဘယ်တော့မှဂရုစိုက်ပါနဲ့အဲ့လိုဟာဂရုစိုက်နေမယ်အချမ်းကိုလုံးဆရာရှိအလုပ်တွေကိုလုပ်လိုက်ပါဒီ comments ကလည်းအမှန်ဆိုခင်မပြန်ပါဘူးဘာလို့ဆိုခင်ကိုလူတော်တော်များမေးကြရမေးကုန်လည်းဖြစ်တယ်လာပြီးတော့တကူတကိုင်မှတ်မေးကြလူတွေများကြဘူးခင်ဗျာဒီ comment လေးကိုမှတ်မိလိုက်တာဖြစ်ပါတယ်ဆိုအဲ့နဲ့ပတ်သက်ပြီးတော့လည်းခင် view တင်လို့ရှိပါသေးတယ်ဆို vlog လေးဒီမှာရိုက်ပြတော့မယ် bye bye see you next video guys